တချို့လူတွေကမနဲ့အိယာကနိုးလာရင်လက်ထုံနေတတ်ပါတယ်တချို့ကတော့ဖုန်းကိုအချိန်ကြာကိုင်ထားရင်ကွန်ပျူတာသုံးများရင်ဒါမှမဟုတ်ညဘက်အိတ်နေရင်လက်ထုံကျင်ပြီးနိုးလာတတ်ပါတယ်ဒီလိုဖြစ်တာဟာတချို့အခြေအနေတွေမှာမစိုးရိမ်ရပေမဲ့တချို့အခါမှာတော့ယောဂတစ်ခုရဲ့အစပျိုးလက္ခဏာဖြစ်နေနိုင်ပါတယ်အားလုံးပဲမင်္ဂလာပါကျမ်းမာမအောင်မြင်ဆိုတဲ့ channel ကနေပြီးတော့ကြိုဆိုပါလေဒီနေ့မှာတော့လူအများအပြားကြုံတွေ့လေးရှိတဲ့လက်ဖြားတွေထုံကျင်နေတာဘာကြောင့်လဲဆိုတဲ့အကြောင်းကိုပြောပြမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီလိုဖြစ်တာဟာတချို့အခြေအနေတွေမှာမစိုးရိမ်ရပေမဲ့တခါတလေမှာတော့ယောဂတစ်ခုရဲ့အစပျိုးလက္ခဏာတစ်မျိုးဖြစ်နေနိုင်ပါတယ်ပထမဦးဆုံးလက်ထုံကျင်ရတဲ့အကြောင်းအရင်းတွေကိုကြည့်လိုက်ရအောင်ပထမအကြောင်းရင်းကအာယုံကြောဖိမိခြင်းဖြစ်ပါတယ်လက်ကောက်ဝန်းမှာရှိတဲ့အာယုံကြောကိုဖိမိသွားရင်လက်မလက်ညှိုးနဲ့လက်ခရဲတွေထုံကျင်လာနိုင်ပါတယ်ကွန်ပျူတာသုံးသူတွေဖုန်းကင်တာများသူတွေမှာတွေ့ရလေရှိပါတယ်နံပါတ်2စီးချိုယောဂဖြစ်ပါတယ်သွေးတွင်းတကြားတဲ့မြင့်တာကြာလာရင်အာယုံကြောတွေထိခိုက်လာပြီးလက်နဲ့ခြေတွေထုံကျင်နိုင်ပါတယ်ညဘက်ဆိုပိုဆိုးတက်ပြီးပူလောင်သလိုခံစားရတာလည်းရှိနိုင်ပါတယ်နံပါတ်3ဗီတာမင် B12 ချို့တဲ့ခြင်းဖြစ်ပါတယ်ဒီဗီတာမင်ဟာအာယုံကြောကျန်းမာရေးအတွက်အလွန်အရေးကြီးပါတယ်ချို့တဲ့လာရင်လက်ထုံတာခြေထုံတာမူးဝေတာမှတ်ဉဏ်ကျဆင်းတာတွေဖြစ်နိုင်ပါတယ်နံပါတ်4လက်ဘင်းအယိုးနဲ့အာယုံကြောပြဿနာဖြစ်ပါတယ်လက်ဘင်းအယိုးပြက်စီးခြင်းအယိုးအစဲယိုယွင်းခြင်းအာယုံကြောညှက်မိခြင်းတို့ကြောင့်လက်တစ်ဖက်တည်းထုတ်ကျင်ပြီးပခုံးကနေလက်ချောင်းအထိနာကျင်နိုင်ပါတယ်နံပါတ်5အချက်ကသွေးလက်ပတ်မှုမကောင်းခြင်းဖြစ်ပါတယ်သွေးလက်ပတ်မှုမကောင်းရင်လက်အေးနေတတ်ပြီးထုတ်ကျင်တာဖြစ်နိုင်ပါတယ်ဆလိတ်တောက်သူတွေနဲ့သွေးကြောယောဂါရှိသူတွေမှာပိုသွေးရပါတယ်အခုဆက်လက်ပြီးတော့ဘယ်လိုလက္ခဏာတွေရှိရင်ဆရာဝန်ကိုချက်ချင်းပြသတဲ့တလဲဆိုတာပြောပြမျှဝေပေးသွားမှာဖြစ်ပါတယ်လက်ထုံတာနဲ့အတူမျက်နှာတစ်ဖက်ရွက်ခြင်းစကားပြောမရခြင်းလက်ချေမလုံနိုင်ခြင်းဖြစ်လာရင်လေဖြတ်ယောဂါဖြစ်နိုင်တာကြောင့်အရေးပေါ်ဆေးရုံကိုချက်ချင်းတွားသင့်ပါတယ်ထုတ်ကျင်တာကရက်ပေါင်းများစွာမပြောက်ပဲပိုဆိုးလာရင်လက်အားနည်းလာရင်ပစ္စည်းတွေကိုမကင်နိုင်တော့ရင်လည်းဆရာဝန်နဲ့စစ်ဆေးသင့်ပါတယ်ကာကွယ်နည်းတွေကတော့တနေ့ကိုအနည်းဆုံးမိနစ်30လက်ကျစ်ကန်လုပ်ပါဖုန်းနဲ့ကွန်ပျူတာကိုအချိန်ကြာမသုံးပဲအချိန်တိုင်းလက်ကောက်ဝန်းကိုအနားပေးပါဆေးချိုရှိသူဆိုရင်သွေးချိုကိုကောင်းကောင်းထိန်းထားပါဗီတာမင် B12 ပါဝင်တဲ့ငါအသားဥနှုတ်ထွက်ပစ္စည်းတွေကိုစားပေးပါဆေးလိမ်မတောက်ပါနဲ့အရက်အလွန်အကျော်မတောက်ပါနဲ့အိတ်တဲ့အခါလက်ကိုအောက်မှာဖိမိအောင်မအိပ်ပါနဲ့ကုသနည်းတွေကတော့အကြောင်းအရင်းအပေါ်မူတည်ပါတယ်အာယုံကြောဖိမိတာဆိုရင်လက်ကောက်ဝန်းကိုအနားပေးတာလက်ကျစ်ကန်လုပ်တာလိုအပ်ရင်လက်ကောက်ဝန်းအထောက်အကူသုံးတာကအထောက်အကူဖြစ်ပါတယ်ဈေးချိုကြောင့်ဆိုရင်သွေးချိုကိုထိချုပ်ရမှာအဓိကဖြစ်ပါတယ်တကယ်လို့ဗီတာမင် B12 ချို့တဲ့ရင်တော့ဆရာဝန်ညွှန်ကြားချက်နဲ့ဗီတာမင် B12 ဖြည့်ဆွဲရပါမယ်လက်ဘင်းအယိုးပြဿနာကြောင့်ဆိုရင်တော့ကိုလက်လက်ကျင်ကန်ဈေးဝါလိုအပ်ရင်ခွဲစိတ်ကုသမှုအထိလုပ်ရနိုင်ပါတယ်လက်ထုံကျင်တာဟာတခါတရံမှာတာမန်အခြေအနေဖြစ်နိုင်ပေမဲ့အချိန်ကြာလာတာပူဆိုးလာတာလက်အားနည်းလာတာဒါမှမဟုတ်တခြားအန္တရာယ်ရှိတဲ့လက္ခဏာတွေနဲ့တွဲဖြစ်လာရင်တော့ပေါ့ဆဆမထားသင့်ပါဘူးစောစောစီးစီးစစ်ဆေးကုသလိုက်တာကယောဂကိုပုံမူလွယ်ကူစွာကုသနိုင်စေပြီးနောက်ဆက်တွဲပြဿနာတွေကိုလည်းကာကွယ်ပေးနိုင်ပါတယ်ဒီအကြောင်းအရာကသင်အတွက်အကျိုးရှိတယ်ဆိုရင်တော့သင်ရဲ့မိဘဆွေမျိုးတငယ်ချင်းများနဲ့ညီငယ်ကိုမောင်မများကိုလည်း share ထားပေးဖို့မေ့ကြပါနဲ့ယောဂဝေဒနာအကြောင်းအမျိုးမျိုးကိုသိရှိနားလည်ပြီးကြိုတင်ကာကွယ်ကုသနိုင်ရန်အတွက်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ထားပေးကြပါအားလုံးအနာယောဂဝေဒနာအမျိုးမျိုးမှာကင်းဝေးပြီးတော့စိတ်ချမ်းသာကိုယ်ချမ်းသာကြပါစေခင်ဗျာ